ကျွန်တော်ဒီမှာတော့ escape tsunami ဆော့ပါမယ်ကျွန်တော်တကယ်ကြီးနေမဲကြီးလည်းရောက်နေပါတယ်ကျွန်တော်တကယ်ကြီးနေမဲကြီးလည်းရောက်နေပါတယ်ကျွန်တော်ဒီကောင်းလေးကိုလိုက်ပြီးထူပါမယ်ကျွန်တော်ဒီဗီဒီယိုမှာဟိုတင်ထားသေးတယ်ပေါ့ဘယ်လိုသိမလားမသိဘူးကြည့်အရင်ဟိုကြည့်ရလို့သိတော့တယ်ကျွန်တော်အရင်ကစကူလိုက်ပါဝေးတင်ထားတယ်ကြည့်နော်မကျော်တယ်ဒီမေးရဘာလုပ်နေလဲမထိုင်းနေတာထိုင်းရောပေါ့ဝါဖိုင်မကောင်းလို့ပေါက်လဲပေါက်ကွဲနေအကောင်တော့ပေါက်ကွဲတယ်သိရတော့ပေါက်ကွဲတယ်နောက်တော့ကျွန်တော်တကယ်ကြီးနောက်တစ်ယောက်ကကြာကျောင်းသွားတယ်ကျွန်တော်ကကျောင်းသွားတယ်ပြင်းလို့ဟုတ်တယ်နော်ရောက်ကျွန်တော်ကျောင်းသွားရင်ပြင်းနေescape tsunami ကကျွန်တော်ဒူးပင်းဘလို့လောက်ရလဲဆိုတော့ပြပါမယ်တို့ပတ်စံတွေအများကြီးအောင်ဘလို့လောက်ရလဲဆိုတော့ကြော်ပြပါမယ်တချို့လူအများစုကတော့အဲ့နီးဟိုသိကြတယ်မသိရသူတွေလည်းရှိပါတယ်ကျွန်တော်တို့ပတ်စံထွေးလျာကြော်လောက်တော့ဆိုရတဲ့အဲ့ဒါလို့ဟိုအတွက်ကလည်းခက်တယ်သူကဘိုးဒီမှာဘယ်လိုကောင်းကောင်းလေးတော့ဒီမှာမသေးရုံ3ကောင်ဖြစ်ပြောအ3ကောင်တော့ယူလိုက်တယ်ဟုတ်လားအဲ့ဒီမှာတို့ကြတယ်ကောင်းကောင်းကြလေးအဲ့ဒါလေးရှိရင်ဘိုးကဒီမှာဒီကနေရဆေးပါလေးထားအဲ့ဒါကိုလိုက်ပါဟိုဘာဖြစ်သွားတာလက်တွေ့လားတော့ဝဆိုင်လက်သွားမဆိုင်လက်သွားပါကြအဲ့မှာဆိုနူပီနီပီဇာနီပဲကြောသုံးလိုက်မယ်ပေါ့ဒီမှာနူပီနီပီဇာနီကိုဒီမှာတင်လိုက်တင်ပါရင်ဒီ level တောက်လျှောက်တင်ရောလို့ဒီ level တောက်လျှောက်တင်ပြီးတော့ဘိုးပတ်စံကုန်နေဒီကိုကျွန်တော်ပတ်စံကဘယ်တော့မှမကုန်2 ကွက်တလီယာနဲ့2 ကွက်တလီယာဒါပေမဲ့ပတ်စံကုန်နေဒီတော့တင်မို့လို့ရာကျွန်တော်ကတော့ဟိုအမြင်ဆုံးဒီပဲတင်လိုက်တော့အမြင်ဆုံးဒီပဲတင်လိုက်တော့ကျွန်တော်ပတ်စံကုန်လိုက်တာဆိုရင်မကြီး 9.81 million dollar ထွက်ပါတယ်ဒီမီနီပီဇာနေလေးရအဲ့ဒါကျွန်တော်ဒီမှာဟိုက secret ပေါ့အဲ့ပွားယူရမှာ secret တော့ကြမယ်အဲ့ဒါအသေးစိတ်ကြမယ်ကျွန်တော်ဒီဟာ secret ယူရတယ်ပါကျွန်တော်ကြဘိုးစမစနစီရောရှိရောပိုကောင်းတာကျွန်တော်စနစီရောအခုမပေါ်သေးတော့ကျွန်တော် secret ပဲယူရမယ်ဒါရဘိုးရဲ့ speed လဲလို့ရနော် secret တော့က speed 200ကျော်လောက်ဆိုရင်အဆင်ပြေတယ် speed 200ကျော်လောက်ဆိုရင်အဆင်ပြေဟိုကျွန်တော်ပြောရတယ်ဟို speed ဘူးကိုပြောရမဟုတ်နော်ဒီ speed 200ကျော်လောက်ကိုပြောတာဒီမှာနောက် advance တွေပိုင်းပေါ်ရင်လည်းဟိုရ advance ဂိမ်းပေါ်တွေပိုင်းလည်းရတယ်ကြော်ရတယ်အဲ့ဒါလေဒါပေမဲ့ကျွန်တော် advance မပေါ်သေးဘူးကျွန်တော်ဒီမှာတော့အဲ့ဒါကြောင့်advance မပေါ်သေးဘူးအဲ့ဒါကြောင့်ဟွာ secret နဲ့ပဲကောင်းတော့နေမင်းလည်းပြောကြည့်နေသူ့ရဲ့တပည့်အရင်ကိုပြောကြတယ်ဟိုသူခေါ်ကြည့်ဖာကြီးလို့ခေါ်လို့ရပါတယ်ငါဖာကြီးနေပြီကျောင်းနားမှာရောက်နေပါတယ်ဟာတော့တကယ်ကြီးဖာကြီးနားရောက်နေပါတယ်သူကျောင်းတကယ်ကြီးနေကျော်ဆော့ဖေးချင်တော့ဖာကြီးကိုအားပေးတယ်လို့ပြောပါဖားယူအားပေးလို့ပြောပါပစံကြီးတဲ့ဖားယူအားပေးတယ်လို့ပြောပါအဲ့ဒါကျွန်တော်သူနဲ့ဆော့တဲ့ဗီဒီယိုတင်ပေးပါမယ်ပစံကြီးတဲ့ဖားယူအားပေးတယ်လို့ပြောပါအိုးစလက်စီပေါ်ဝိုင်းပစံကြီးတဲ့ဖားယူအားပေးတယ်လို့ပြောနော်ကျန်တဲ့ဟာကြီးပြောရင်ကျွန်တော်အကောင်နဲ့တင်မှာမဟုတ်ဘူးအကောင်ပစံကြီးတဲ့ဖားယူလို့သူ့ကိုပြောရင်အရင်ကြိုက်တာအဲ့ဒါကြောင့်ကျွန်တော်ဘယ်လိုပြောခိုင်းရအောင်ဒီမှာပေါက်ကွဲနေသူ့ဖားလို့ပြောလို့အကောင်အဲ့လိုပြောလို့ရတယ်ကျွန်တော်အကောင်လည်းသူ့ရဲ့နာမည်အရင်ကဖားကြီးပြရအောင်ဖားကြီးတော့ပြောလို့ရတယ်ဖားကြီး Oh my တော့စနစီကိုကြည့်ရောက်ပါပြီ
ဆက်စီဘလို့โอเคဆက်စီယူလိုက်ပါပြီဆိုအဲ့ဆိုဆက်စီနဲ့ထွက်ပြေးပါမယ်โอเคဆက်စီနဲ့ထွက်ပြေးမယ်ကျွန်တော်ဆိုတာ lucky block လေးပါလာပါတယ်ဟာဟို lucky block ဒီလိုတည်းယူလိုက်မယ်ဒီလိုโอเคဒီခွက် lucky block ဟာဘာဖြစ်တာလဲဘာဖြစ်တာလဲဒီပတ်စံအများကြီးရတယ်ဟိုသေးချလောက်တယ်ဒီပတ်စံတော်တော်ရတယ်အဲ့ဒါသေးချလောက်တယ်သေချာလုပ်တယ်ပတ်စံတော်ညညအောင်ညာတယ်သေချာလုပ်တယ်တခုတော့300ပါပဲဂုတ်တယ်ဗာလေဟာဂုတ်တယ်စိတ်လားဘာစိတ်ဂုတ်ဆိုဘာစိတ်cosplay area secret အဲ့ဒါ secret okay မလိုက်နေအဲ့ဒီကမှမလားလိုက်နေထပ်လာOkay,အဲ့ဆိုကျွန်တော်ထွက်ဒီမဲ့ secret lucky block နဲ့ပေါ့ထွက်ဒီမဲ့နော်ကျွန်တော်ထွက်ဒီအေးရသွားပြီထွက်ဒီလိုက်ပြီဟုတ်ပြီဘာရမလဲ Okay ဘာရမလဲ oh lock combination ဘာမှမသိအဲ့ဆိုရင်ဒီအပေါ်မှာကျွန်တော်ဒီ level တင်ထားတဲ့ nubini ကိန်းလေးကိုသွားယူမယ်ဟိုတော့ထွေးပြရအောင်ထုတ်နေရ nubini ကိန်းလေးကိုသွားယူမယ်သွားယူကြည့်ထဲ lost combination ကိုလည်းကျွန်တော်ထဲပြီးတော့လုပ်လိုက်အဲ့ဆိုတော့Mateo 2.15 billion dollar ထုတ်တဲ့ Mateo ပါအဲ့တော့ဘို့ဒီဗီဒီယိုကြိုက်နေတဲ့ like subscribe လည်းလုပ်ပြီးတော့ဖိုင်လို့လည်း comment မှာမှတ်ပေးပါပါဇက်ကျွန်တော်ပါဇက်ကြီးရဲ့ဖိုင်ဆိုရင်ကိုကြိုက်တယ်ဗျဗီဒီယိုလေးရတာပါပဲတတား